ဒီကညီကိုကကျွန်တော်လိုမျိုးပိုလိုအင်ကြီးတွေဝတ်တဲ့အခါပိုလိုအင်ကြီးရွေးတဲ့အခါအဆင်မပြေဖြစ်ဖူးလားပေါ့နော်အဲ့လိုဖြစ်ရတဲ့အကြောင်းကတော့ဒါကျွန်တော်တို့ရွေးချယ်လိုက်တဲ့ဒီပိုလိုအင်ကြီးရဲ့အယောင်ဒီကာလာတွေရဲ့ပြီးတော့သူ့ရဲ့အသားတွေပေါ့နော်သူ့ရဲ့အသားတွေမှားလို့ပေါ့နော်အသားတွေကတလွဲဖြစ်တဲ့အခါမှာကျွန်တော်တို့အင်ကြီးတဲ့ဝတ်လဲဝတ်ကကျွန်တော်တို့ဘာနဲ့သွားတူလဲဆိုတော့ဥမာအယောင်သမားလိုဝန်ထမ်းယူနီဖောင်းလိုသွားပြီးတူနေတာပေါ့နော်အဲ့ဒီစားကျွန်တော်တို့ဘာကိုရွေးလို့ရလဲဆိုရင်အခုကျွန်တော်ဒီမှာကျွန်တော်ဝတ်ထားတဲ့ဟာပေါ့နော်ဒါဆိုရင်ကျွန်တော်အခုရောင်းနေတဲ့အရန်ကို hype နေတယ်ပေါ့နော်ကျွန်တော် page မှာဆိုအများကြီးအထည်အများကြီးအခုဆိုရောင်းနေရတယ်အင်ကြီးပေါ့နော်ဒီကောင်လေးဆိုရင်ဒီမှာမြင်ရမှာထင်တယ်လိုမျိုး texture လေးတွေလုံးဝအပြည့်ပဲဒီမှာ collar ကြည့်လိုက်ရှူလိုက် collar ရဲ့ဒီမှာကျွန်တော်နောက်နေစုပ်ပြဝေးရတော်လေးကိုမိုက်ပြီးတော့ smart ကြတယ်အခုလိုနေရာဒီမှာဆိုရင်လုံးဝဝတ်လို့လုံးဝအဆင်ပြေတယ်အယောင်နေဆိုရင်လည်းဒါဆိုရင်ကျွန်တော်ဝတ်ထားတာအမဲပေါ့နော်အမဲနောက်ပြီးကျွန်တော်ပြပေးမယ်ဒါဆိုရင်မကြည့်ရမြင်ရလား auto focus yes ဒါဆိုရင်အဖြူရောင်ပေါ့နော်ဒါဆိုရင် green ဒီကောင်အပြင်မှာတော်တော်ကြီးလှတယ်ကင်မရာမှာပေါ့မပေါ့အပြင်မှာတော်တော်လေးကိုလှတယ်အရင်အစိမ်းမပဲ dark green အဲ့လိုအသိမ်းပုတ်ပုတ်လေးပေါ့နော်ဒါဆိုရင် brown ပေါ့နော်လုံးဝအညိုလေးတော်တော်လေးလှတယ်ဒါယောက်ျားလေးတိုင်းရှိထားတဲ့အယောင်ထဲမှာပါတယ်ဒါကတော့ beige ပေါ့နော် cream color လေးဒီလိုမျိုးအယောင်လေးဒီ900အောင်လာမယ်ပေါ့နော်900လုံးကတော့ယောက်ျားလေးတွေတော်တော်လေးလိုက်တယ်ကျွန်တော်အကုန်လုံးကိုဝစ်ကြည့် try ကြည့်ပြီးသွားပြီတော်တော်လေးမိုက် comfortable လည်းအရင်ဖြစ်တယ်ပေါ့နော်နောက်ကျွန်တော်ကြိုက်တာဒီလက်နေရတယ်ပေါ့နော်ကြည့်တယ်ဒီလိုမျိုးလေးလက်နေပြီးတော့ဒီအောက်မှာစမပြန်ပြမယ်မကြည့် sorry အောက်ကလေအစီးနဲ့ပေါ့နော်အစီးနဲ့ပါဆိုတော့ဒီလိုဝယ်လဲရတယ်မိုက်တယ်ပေါ့နော်netလေးတော်တော်လေးကိုလှဆိုးနေတာပဲပေါ့နော်ဒါလေးတွေကြိုက်တယ်ဒါလေးတွေမှာဦးနေဆိုရင်ကျွန်တော် page ဖြစ်တဲ့ key online shopping page မှာမှာလို့ရတယ်ကျွန်တော်ဒီမှာ screenshot လေးနဲ့ပြပေးမယ်အမှသွားပြီးမှာလို့ရတယ်အခုကတော့ပစ္စည်းတွေတော့ကုန်နေပြီပေါ့နော်အထည်ထပ်မှာထားတယ်အထည်တွေထပ်ရောက်လို့ရှိတယ်ပစ္စည်းပြက်ခင်လေးလာမှာပေးပါပေါ့နော်သဘောကျတယ်ကြိုက်တယ်ဆိုရင်တော့တက်တာပါ